Game of Thrones ကြည့်ဘူးသူတိုင်းက Jon Snow ရဲ့တိုက်ပွဲတွေဒါမှမဟုတ် Arya Stark ရဲ့ရက်ဆက်တက်ကလေးစားချေမှုတွေကိုပဲမှတ်ရတတ်ကြပါတယ်။ဒါပေမဲ့အခြားသူတွေဓာတ်အကံပြီးတိုက်ပွဲဝင်နေချိန်မှာဆန်ဆာဟာရန်သူတွေဝိုင်းနေတဲ့လောင်ဝင်ထဲမှာအသက်မတည်အောင်နေတိုင်းငိုပွဲတွေနဲ့ရုန်းကန်ခဲ့ရတယ်။တချိန်ကပန်းရောင်အိမ်မက်လေးတွေနဲ့မင်းသမီးဖြစ်ချင်ခဲ့တဲ့ကောင်မလေးတယောက်ဟာသူ့မျက်စိရှိမှတင်ဖခင်ဖြစ်သူတတ်ခံရတာကိုကြည့်ခဲ့ရတယ်။မိသားစုဝင်တွေတည်ဆုံးကုန်တဲ့တဲ့တင်းကိုတယောက်တည်းရင်ဆိုင်ခဲ့ရတယ်။ဒီမြောက်ပိုင်းဘယ်မှာဆိုတဲ့ဂုတ်ပုံနောက်ကွယ်မှာဘလောက်တောင်များပြားတဲ့မျက်ရည်တွေနဲ့နာကျင်မှုတွေရှိနေမလဲဆိုတော့သူမှမသိခဲ့ကြဘူး။သူမဟာမိသားစုကိုတတ်ခဲ့တဲ့သူတွေကြပါတယ်။ဒီလိုတယောက်လိုရှင်သန်ရဲ့နဲ့သူတို့ကိုပြန်ပြီးဒူးတောက်ခိုင်းနိုင်ခဲ့တဲ့အထိဘလို့တော့စူးစမ်းခဲ့ရလဲဆိုတာကိုဒီဗီဒီယိုလေးမှာကျွန်တော်တင်ဆက်ပေးသွားမှာပါ။ဆန်ဆာရဲ့အမှားကတကူတည်းရှိတာပါ။အဲ့ဒါကတော့ကဘာကြီးကိုပုံမြင်စာအုပ်လေးတွေထက်ကလို့လှလှပပလေးဖြစ်နေမလို့ယုံကြည်ခဲ့တာပါ။ကင်းစလန်လေးကိုရောက်သွားတဲ့အချိန်မှာတော့သူမရဲ့အိမ်မက်တွေတစားစီပျက်စီးသွားခဲ့။သူမချစ်ဆုံးဖခင်နက်စတာတက်ခံရတာကိုမျက်စိရှေ့မှာတင်နေခဲ့ရတယ်လို့သူမကိုကာကွယ်ပေးမယ်လို့ထင်ခဲ့တဲ့ဂျော်ဖရီကလည်းသူမပေါ်နေတိုင်းနှိမ့်ဆက်တဲ့လူတစ်ယောက်ဖြစ်နေခဲ့ဒီနေရာမှာဆက်တော်တက်ရွယ်မိန်းကလေးတယောက်ဟာညံသူ့နယ်မြေမှာအားကိုးစရာမရှိပဲတယောက်တည်းနေခဲ့ရတာပါဒါပေမဲ့သူမဟာမျက်ရည်တွေကိုမြုပ်သိပ်ပြီးတော့လက်တက်ပါလေးတစ်ကောင်တော့မြင်လေးနေခဲ့တယ်ဒါဟာအားနေတာမဟုတ်ပါဘူးရန်သူရဲ့အားနဲ့ချက်ကိုရှာဖို့အတွက်သက်ရှင်အောင်ကြိုးစားနေတဲ့ချင်းပါဂျွန်ဖီရဲ့လက်ထက်ကလောပြန်တော့လဲသူမဟာပိုပြီးပါနတ်တဲ့ Little Vega ဆိုတဲ့မြေခွေးအိုကြီးရဲ့လက်ထက်ကိုရောက်သွားပြန်တယ်သူကဆန်ဆာကိုသူ့ရဲ့နိုင်ငံရေးကစားကွယ်ထဲမှာတုံးချခြင်းခဲ့တာပါဒါပေမဲ့ဆန်ဆာကရင်လိုကလေးမလေးတယောက်မဟုတ်တော့ဘူးသူမဟာ Little Vega စီကနေလူတွေကိုဘယ်လိုကြိုးကန်ရမလဲခွေးရည်တွေကိုဘယ်လိုစောင့်ရမလဲဆိုတာကိုနီးကပ်သိယူခဲ့ဒါဟာဆန်ဆာအတွက်တော့အကောင်းဆုံးသင်ခန်းစာပါအဲ့ဒီချိန်မှာတစ်ဖက်မှာလည်းသူမရဲ့ညီကိုတွေကိုတတ်ခံရတယ်ဆိုတဲ့သတင်းတွေကြောင့်စစ်ပိုင်းဆိုင်ရာကြီးကြီးပျက်စီးခဲ့ရပါသေးတယ်သူမဟာ Winterfell ကိုပြန်ရောက်ခဲ့ပေမဲ့သူမကိုကြိုဆိုနေတာကပန်းစည်းတွေမဟုတ်ဘဲနဲ့ Ramsay ဆိုတဲ့လူမျိုးမှဖြစ်နေခဲ့တယ်။ Ramsay ဆိုတာဘယ်လိုလူလဲကျွန်တော်တို့သိကြမှာပါ။ဒီပိုင်းမှာဆန်ဆာဟာသူမဘွားရဲ့ဆိုးရွားဆုံးညတွေကိုဖျက်ချော်ခဲ့ရတယ်။ Ramsay ဟာဆန်ဆာရဲ့ခန္ဓာကိုယ်တင်မကဘဲနဲ့သူမရဲ့စိတ်ဓာတ်တွေကိုပါပျက်စီးသွားအောင်နှီးမျိုးစုံနဲ့နှိပ်စက်ခဲ့တာပါ။ Ramsay ဟာဆန်ဆာရဲ့ခန္ဓာကိုယ်ထိချိုးလို့ရနိုင်ပေမဲ့သူမရဲ့တွင်းစိတ်ထဲမှာရှိတဲ့ဝန်ပလီစိတ်ဓာတ်ကိုတော့ဘယ်လိုမှကင်တွယ်လို့မရခဲ့ဘူး။ဆန်ဆာဟာနေတဲ့နာကျင်နေရပေမဲ့သူမဟာရှုံးသမားတယောက်လိုလက်မလျှော့သွားပဲနဲ့ခွေးတွေကိုအမြဲတမ်းစောင့်နေခဲ့တာပါ။ Ramsay ကသူမကိုအားနဲ့သူလိုထင်နေချိန်မှာဆန်ဆာကWinterfellကပြိုးဝင်လမ်းကြောင်းလို့နဲ့ရန်သူရဲ့အားနဲ့ချက်ကိုထိစိတ်လေးလာနေခဲ့တာပါဂျွန်ဆိုးနဲ့ပြန်ဆောင်တဲ့ချိန်မှာဆန်ဆာဟာမိပေးတော်ကိုစောင့်နေတဲ့သူမဟုတ်တော့ဘူးသူမကိုယ်တိုင်စစ်ကူတောင်းခဲ့တယ်တိုက်ပွဲတွေကိုနောက်ကနေထိချုံခဲ့တယ် Battle of the Bastards တိုက်ပွဲမှာဂျွန်စနိုးရှုံးတော့မဲ့ချိန်မှာဆန်ဆာရဲ့ Night of the Face စစ်တပ်ကြီးပေါ်လာတာဟာ GOT သမိုင်းမှာအားရစရာကောင်းဆုံးခန်းပါ Battle of the Bastards ပြီးမှာတော့ Ramsay ကိုသူမကိုယ်တိုင်စီရင်ချက်ချခဲ့တယ်အဲ့ဒီခန်းမှာဆိုရင်ဆန်ဆာဟာမျက်တောင်တစ်ချက်တောင်မခတ်ပဲနဲ့ Ramsay ကိုသူ့ရဲ့ခွေးတွေနဲ့ပြန်တက်ခိုင်းခဲ့တာပါဒီနေရာမှာဆန်ဆာဘာလို့မျက်နှာမလွဲသားလဲဆိုရင်သူကရင်လိုသားကောင်မဟုတ်တော့ပဲနဲ့ပြတ်သားတဲ့လူကြောက်ဖြစ်လာတယ်ဆိုတာကိုပြတာပါWinterfellရဲ့ခမ်းမဆောင်ကြီးထဲမှာအေးဆန်းလာတဲ့တိတ်ဆိတ်မှုတွေကလွှမ်းမိုးနေရဲ့မိသားစုချင်းသွေးခွဲအောင်မြန်မာချင်းရန်တိတ်ပေးပြီးဝေယုံတုံကားဖြစ်စေခဲ့တဲ့အဲ့ Little Vega ဆိုတဲ့သူဟာသူ့ရဲ့နောက်ဆုံးကစားကွက်ကအောင်ပွဲလို့ထင်နေခဲ့တယ်ဒါပေမဲ့ဆန်ဆာကအားလုံးရဲ့ရှေ့မှာတင်သူ့ရဲ့သစ္စာဖောင်းမှုတွေကိုတစ်ခုချင်းစီခွာချလိုက်တဲ့ခါမှာတော့တလောကလုံးကိုလက်စားခဲ့တဲ့လူသက်သမားကြီးရဲ့မျက်နှာကရွရွသွားခဲ့ I beg you I loved your mother since the time I was a boy. And yet he betrayed her. I loved you. More than anyone. And yet he betrayed me. When you brought me back to Winterfell, you told me there's no justice in the world, not unless we make it. ဒီဖျက်ကဘာကိုပြောရလဲဆိုရင်ဆန်ဆာဟာတောင်ဝင်းသားတွေရဲ့ကျိုးဆွဲရာကားရတဲ့ရုပ်ဘွားကနေအဖက်သားရဲ့ကွက်ကိုဂျုံမြင်တဲ့ဂလမ်းမာစာတယောက်ဖြစ်သွားပြီဆိုတာပါလက်တက်ဖက်ကကိုယ်တိုင်တောင်သူတင်ပေးခဲ့တဲ့တပြည့်စီမှာသူပြန်ရှုံးသွားမှမသိအောင်ဖြစ်ခဲ့ရတယ်ဒါဟာဆန်ဆာအတွက်တော့အောင်ပွဲပါသူမဟာရင်ကလိုငိုနေတဲ့ကလေးမတယောက်မို့တော့ရန်သူအသက်ကိုအေးအေးဆေးဆေးနှုတ်ယူနိုင်တဲ့ကွဲမြင်တဲ့နိုင်ငံရေးသမားစစ်စစ်ဖြစ်သွားခဲ့တာပါဇလန်ရဲ့အဆုံးမှာတော့ဆန်ဆာဟာတပားသူရဲ့ရေးအောက်မှာနေရတဲ့ဘဝကိုပြည်တယ်ဆိုလို့ခဲ့သူမဟာတောင်ပိုင်းသားတွေရဲ့ကျိုးဆွဲရအောင်မကားတော့ပဲမြောက်ပိုင်းရဲ့လွတ်လပ်ရေးကိုရဲရဲဝါးဝါတောင်းဆိုခဲ့အားလုံးကဝမ်ဝီဒူးထောက်လေးစားရတဲ့မြောက်ပိုင်းပင်မှာပဲနန်းတက်တဲ့ချိန်မှာတော့ဆန်ဆာဟာသူမကိုသူမပြန်ရှာတည်သွားခဲ့တာပါဒီနေရာကိုရောက်လာဖို့အတွက်သူမဟာပြက်ကင်းစင်တဲ့ကလေးဘဝကိုစီးခဲ့ရတယ်ချေးရတဲ့မိသားစုဝင်ကြောက်ပြီးကြောက်တက်ခံရတာကိုကြည့်ခဲ့ရတယ်သူမရဲ့ခေါင်းပေါ်ကတရဖူဟာကန်ကောင်းလို့ရလာတာမဟုတ်ပါဘူးဒီတရဖူဟာနေပေါင်းများစွာခံစားခဲ့ရတဲ့မျက်ရည်တွေထိကြံမှုတွေနဲ့ခြေခွဲစရာကောင်းတဲ့ညာပေါင်းများစွာကိုပြည့်ကျက်မှုဆိုတဲ့မိဖို့ထဲမှာခါကျွင်းဝင်ဖြစ်ပေးပြီးမှရလာတဲ့အရာပါ